မာယာဆိုဝင်မှာတင်မင်းကိုစိတ်ခေါ်ခဲ့တဲ့တိုက်ပွဲတစ်ခုရှိပါတယ်။အဲ့ဒါကတော့တက္ကရာ900ပြည့်နှစ်မှာဖြစ်ပွားခဲ့တဲ့နောင်ရိုးတိုက်ပွဲပဲဖြစ်ပါတယ်။ထိုစဉ်ကတောင်ကိုပရင်မင်းတရားရွှေကြီးကအန်တာဝရီကိုလုံခြုံပြီးတဲ့နောက်ဆုတ်ခွာသွားတဲ့အန်တာဝရီတပ်တွေကိုလိုက်လံတိုက်ခိုက်ဖို့တင်နာပရိကျော်ထင်တော်ရထားကိုစေလွတ်ခဲ့ပါတယ်။ကျော်ထင်တော်ရထားဆိုတာနောက်ပိုင်းမှာအရှိဘက်ကနေထွက်တော်လေငါစကားမလွဲစရာလို့ကြော်ကြားလာမယ်။ဘရင်တော်မင်းတရားကြီးပါပဲ။ဘရင်တော်ရဲ့တပ်ဟာနောင်ရိုးချောင်းသားရောက်လာတဲ့အခါမှာတော့ရန်သူအင်အားဟာမိမိတို့ထက်ဆယ်ဆမကများပြားနေတာကိုတွေ့လိုက်ရပါတယ်။ရဲမတွေကြားမှာစိုးရင်စိတ်တွေဝင်နေချိန်မှာဘရင်တော်ဟာအမိုင်းတွေနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူဟာသူ့ရဲ့စစ်တီတော်တွေကိုနောင်ရိုးချောင်းကိုအရင်ဖြတ်ကူးခိုင်းပါတယ်။အားလုံးတစ်ဖက်ကန်းကိုရောက်တဲ့အခါမှာတော့သူတို့ဖြတ်ကူးလာတဲ့ပေါင်တွေအကုန်လုံးကိုဖျက်ဆီးခိုင်းလိုက်ပါတယ်။ဒါအောင်မြင်တဲ့စစ်ကဲစစ်မှုတွေကအရှင်အခုလိုပေါင်တွေကိုဖျက်လိုက်ကျွန်တော်တို့တွေဆွရှုံးလို့စုတ်ခွာတဲ့အခါဘလို့လုံမလဲလို့မေးကြပါတယ်။အဲ့ဒီကဘရင်တော်ဟာငါတို့မှာစုပ်လန်းရှိတော့ရှေ့မှာရန်သူနောက်မှာရေးပြီးငါတို့နိုင်ရှေ့ကိုဆက်မယ်။ရှောင်းရင်တော့ဒီနောင်ရိုးချောင်းထဲမှာပဲအသေးခံကြတော့လို့ရဲရဲတောက်မေကုန်းချွေခဲ့ပါတယ်။စုပ်လန်းမရှိတော့တဲ့တောင်ကိုရဲမတ်တွေဟာအသက်ကိုပဓာနာမထားပဲရန်သူတပ်ထဲကိုချင်းသိမ့်ဟိမ့်တန်တဲ့အတူထိုးပေါက်တိုက်ခိုက်ကြပါတယ်။အင်အားကြီးမမျှပေမဲ့ပြတ်သားတဲ့စိတ်ဓာတ်ကြောင့်ဟန်တာဝရီတက်ကြီးပြိုကွဲသွားပြီးဘရင်တော်ဟာအမခန်းအောင်ပွဲကိုရရှိခဲ့ပါတယ်။ဒီတိုက်ပွဲဟာဘရင်တော်ရဲ့စည်ရေးပါရမီကိုတက်တည်ပြခဲ့ရုံနဲ့မကပဲနောက်ပြန်လှည့်စရာလမ်းမရှိခြင်းဟာအကြီးမားဆုံးသောခွန်အားဆိုတာကိုဓမ္မသမိုင်းမှာကပီးတင်သွားခဲ့ပါတယ်